ကဲအားလုံးပဲမင်္ဂလာပါ11 moment နဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့မိတ်ဆက်ပေးမှာကတော့ကျွန်တော် Pro M1 ကို18900ကျန်တဲ့ရရဲဆိုရင်ကိုတို့ရုံမလားမသိဘူးဗျ Pro M1 เนาะ MacBook Pro M1 ကို18900ကျန်တဲ့ရရှိမှာဖြစ်ပါတယ်ဒီရလေးကတော့ကျွန်တော်တို့အနေနဲ့ MacBook Pro M1 73လက်မှ2020 RAM 8GB နဲ့ SSD 256GB storage 256GB ပါပြီးတော့သူကကျွန်တော်ဒီ display မှာဆိုရင်တော့ original display ကိုအသုံးပြုပေးထားပြီးတော့ cycle ကောင်းအနေနဲ့610ရှိပါတယ်เนาะ cycle ကောင်းအနေနဲ့610ရှိပြီး battery health အနေနဲ့92%တော့ကျန်သေးရမို့ battery health ကကောင်းတဲ့တဲမှာပါပါတယ် battery ကောင်းတဲ့တဲမှာပါပါတယ်သူကအင်္ဂလိပ် keyboard အင်္ဂလိပ်4ရောနဲ့အသုံးပြုပေးထားပြီး touch bar ပါပါတယ်ခင်ဗျသူကတော့ဒီ touch ID လေးကတော့အလုံးမလုံးဘူးเนาะ touch ID လေးအလုံးမလုံးလို့ကျွန်တော်တို့ဈေးနှုန်း18900နဲ့ရောင်းပေးရเนาะ touch ID လုံးမလုံးလို့18900နဲ့ရောင်းပေးတာပါဒီ touch ID လေးတစ်ခုပဲမရတာကျန်တာကတော့လုံးဝမပုတ် Pro ရဲ့ performance အတိုင်းအကုန်လုံးအသုံးပြုလို့ရပါတယ်နောက်ဆုံး version ကိုတင်ပေးထားပါတယ်နောက်ဆုံး version 15.3.1 ပါညကျွန်တော်တို့73လက်မှရှိပါတယ် MacBook Pro M1 ကို18900နဲ့ကျွန်တော်တို့ဥသူရအနေနဲ့ရောင်းချပေးမှာပါဗျကျွန်တော်တို့လာမေးလို့ရပါတယ်အာမနာတန်းဒီအလုံးလေးမှာကဒီကျွန်တော်တို့ touch ID လေးတစ်ခုပဲမရတာကျန်တဲ့ဟာတော့သူ့ရဲ့ performance အတိုင်း video edit လုပ်မလားကျွန်တော်တို့ graphic designer သွားမလား render လေးသုံးမလားအကုန်လုံးအဆင်ပြေပါတယ် performance လုံးဝမကြောက်ဘူး battery health ကလည်း92%တော့ကျန်သေးတာမို့ကျွန်တော်တို့အနည်းဆုံး up to 10 hour ထိရပါတယ်နော်အနည်းဆုံး10နာရီကျော်ထိသုံးအေးစစ်စစ်သုံးပြလို့ရပါတယ်ခင်ဗျာကျွန်တော်ဒါလေးကို18900နဲ့ကျွန်တော်တို့အရင်ဝင်ရင်အရင်ရပါမယ်ကျွန်တော်တို့ရှိမှာအာမလာနဲ့လာမေးလို့ရပါတယ်ကျွန်တော်တို့ထိုင်းနိုင်ငံအတွင်းဆိုရင်အိမ်ရောက်ငွေချစ်စနစ်နဲ့ပို့ပေးပြီးတော့ထိုင်းနိုင်ငံမျိုးအနှံ့ကိုကျွန်တော်တို့ delivery service နဲ့ပို့ပေးပါတယ်เนาะကျွန်တော်တို့ရှိမှာ COD စနစ်နဲ့လည်းမှာယူလို့ရပါတယ်အိမ်ရောက်ငွေချစ်စနစ်နဲ့လာပို့ပေးလို့ရပါတယ်အိမ်ရောက်ငွေချစ်စနစ်နဲ့ဆိုကျွန်တော်တို့ပစ္စည်းရဲ့တန်ဖိုးကို 10% ကိုအရင်ဆုံးလဲပေးထားပါမယ်ခင်ဗျကျွန်တော်တို့ထိုင်းနိုင်ငံအတွင်းဘယ်နေရာဖြစ်ဖြစ်ပို့ပေးပါတယ်ကျွန်တော်ဆိုင်ကိုလာရောက်ဝယ်ယူခြင်းနဲ့ဆိုတော့ MPK Center 4 လာမှာပါခင်ဗျ